ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ KB phone repair service ကနေပြီးတော့ပြန်လဲကြိုးဆိုပါရစေကျွန်တော်ဒီအလုံးလေးက no charging ပါเนาะMi CC9 Xiaomi Mi CC9 လေးပေါ့เนาะ Mi CC9 လေးဒီကောင် charging လုံးဝပေါ်မသိတဲ့ error ပါเนาะ charging ထိုးထားတယ်လုံးဝတုတ်တုံမလုပ်ပါဘူးဒီမှာသူက charging ဘယ်လောက်ရှိလဲဆိုတော့85လားမသိဘူးเนาะဒါနော်ဒီကောင်ကရတယ်ဒီကောင်ကနော်လုံးဝတုတ်တုံမှမလုပ်ဘူးလုံးဝမရဘူးနော်ဟုတ်ပါပြီဟုတ်ပြီဒါလေးကိုကျွန်တော်ကသူ့ရဲ့အဓိကဟိုပါပေါ့ solution လေးကိုအဓိကပြချင်တာပါ short video ဆိုတော့နည်းနည်းမြန်လေးလုပ်အောင်ပါဆိုတော့ကျွန်တော်ဒီဟိုပါပေါ့ကျွန်တော်ကတော့သိထားပြီးပါပြီเนาะဒီ solution ကိုဒါပေမဲ့အခုကျွန်တော်ပြန်ပြီးတော့ဟိုဒါအများအတွက်ပေါ့เนาะဒါပြန်လုပ်ပြပါမယ်အဓိကဒီမှာသူကဒီ flash cable ဒါမကောင်းလို့တော်လကောင်းเนาะဒီငုတ်တွေအမီတို့ဆိုတော့၎င်းဒါကြောင့်နေတယ်ဟိုဖြစ်နိုင်တယ်ပေါ့နော်ဒီပြီးတော့ဒီ charging port port နဲ့တော့ကိုကမဆိုင်ဘူးပေါ့နော်ပေါ်ကတော့ကောင်းတယ်ဟုတ်တယ်ဒီကျိုးကလည်းဒါလဲထားပြီးပြီကျိုးတစ်ဒါသူကသူဟိုဘောနော်ဒီကျိုးကဒါမကောင်းဘူးပေါ့နော်ဒီကောင်ဒါသူအဟောင်းကျိုးဒါကအခုလဲထားတဲ့ကျိုးပေါ့အဲ့တော့ဒီအဆင့်မှာကျွန်တော်ဒီနေရာလေးကိုကျွန်တော်အခုဒါ charging ထိုးလိုက်ပြီပေါ့ဗျာခုနကဒါသူမသိတဲ့အနေထားပေါ့နော် charging တော့မသိဘူးเนาะလုံးဝမသိဘူးမလှုပ်ဘူးအလုံးเนาะမလှုပ်တဲ့အနေထားကိုကျွန်တော်မီတာလေးနဲ့တစ်ချက်ထောက်ပြမယ်เนาะဒီကောင်เนาะ85လားမသိဘူးဟုတ်တယ်โอเคအဲ့တော့ဒီမှာ ground ထောက်မယ်เนาะဒီမှာ5 volt ဒီကိုရောက်တယ်เนาะဒီကိုရောက်တယ်ဒီမှာဒီကျိုးကလည်းအကောင်းကြီးเนาะကျိုးကအစ်စ်ကြီးလဲထားပြီးဒီမှာဒီကျိုးဒီမှာအစ်စ်လဲထားပြီးသားเนาะဒီမှာ5 volt ဒီကိုရောက်တယ်ဒီ5 volt ကဒီကိုရောက်အောင်မယ်ဒီမှာမရောက်ဘူးเนาะအဲ့တော့ကျွန်တော်တို့ကဘာလုပ်မလဲဒီ5 volt ဒီကိုပို့ပေးမှာဒီ5 volt ဒီကိုပို့ပေးမှာဆိုတော့ဒါလိုက်ဖြစ်သွားသလားဆိုတော့ကျွန်တော်ကဒီမှာသူ့ capacitor လေးတွေရှိတယ်เนาะကြားကန်တယ် capacitor လေးတွေ diode လေးတွေဒီမှာရှိတယ်အဲ့ဒီ capacitor ခေါင်းလေးတွေကနေကျွန်တော်ကအဲ့ရနေပြီးတော့ဆက်ပေးမှာဘာလို့ဆိုတော့နောက်ပိုင်းဟို short ခုဝင်တာတို့ဖြစ်တာတို့ဆိုလို့ရှိရင်လည်းပဲအဲ့ဒီဟာမျိုးတွေကြာရင်ကျွန်တော်ဒီဘုတ်ကိုမထိအောင်ပေါ့နော်ဖုန်းကိုမထိအောင်အဲ့ဒီ capacitor လေးတွေခေါင်းကနေပြီးတော့ကျွန်တော်ကအဲ့လိုမျိုးကျွန်တော်ဆက်ပေးတယ်ပေါ့နော်အဲ့ဒါကတော့ဒီတိတ်ကလေးကဒါကျိုးပြေးမဲ့ကျွန်တော်လမ်းကြောင်းအတွက်ကိုအောက်မှာဒါမခံလဲရပါတယ်ကျွန်တော်ဒီဂျမ်ပါကျိုးတွေကအပြင်မှာသူကကော်တစ်ထပ်ပါပြီးသားပေါ့နော်အဲဒီကောင်ကျွန်တော်အခုကတော့ဒီ site နဲ့ကျွန်တော်ထည့်မှာဒီ site ဆိုတာ 0.5 ဆိုတော့ဒီကောင်ဂျမ်ပါ site အကြီးဆုံးပဲเนาะအကြီးဆုံးနဲ့ဒီ site နဲ့ကျွန်တော်သုံးပါပေါ့နော်အခုကကျွန်တော်အစင်းသေးလက်တမှာဖြတ်ထားပြီးပါပြီကျွန်တော်ဒီမှာရှိထားပြီးတော့နှစ်ပင်ပေါ့နော်နှစ်ပင်ထည့်မယ်တစ်ပင်နဲ့ဆိုရင်တော့ကျွန်တော်5 volt ပဲရောက်မယ်ရိုးချခြင်းပဲနှစ်ပင်မှပဲကျွန်တော် fast charging ပြန်ရမယ်เนาะအဲ့တော့ဒီကောင်ဒါလေးတော့ဒါဂျားကန်နေကျိုးလေးပေါ့ဒီကောင်လေးကဂျားခံအောက်ကနေကျိုးပူလာတွေပါလေဆိုလို့ရှိရင်တော့သူတိုက်ရိုက်โอเคပါတော့တယ်ဖြုတ်မယ် battery socket လေးဖြုတ်ထားလိုက်မယ်နော်
တွေ့ရ ကဲရပြီဒါဆိုရင်ဒီချာခြင်းဆွဲမဆွဲစမ်းကြည့်မယ်နော်ဟောဘက်ထရီ socket တက်အောင်โอเคချာခြင်းကဆွဲပြီနော်ဆက်မယ်နော်1 point ကျော်သွားပြီဆိုတော့ဒီကောင်ကဟုတ်ပြီကျွန်တော်ပါဝါနှိုးမယ်ကောင်တစ်ချက်ပြန်ဖြုတ်ထားမယ်ကျိုးကကျွန်တော်ဒီကောင်နှစ်ပင် join ထားတယ်နော်နှစ်ပင်ပြေးထားတယ်ဘာလို့ဆိုတော့ first charging အလုပ်မှာဖြစ်တဲ့အတွက်ကြောင့်နော် first charging အလုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကနှစ်ပင်မှသူကမဟုတ်လို့ရှိရင်တစ်ပင်နဲ့ဆိုရင်ကျိုးပူတာတို့နော်ပြန်ပြီးတော့အဲကျိုးလောင်တာတို့ပါတော့လို့ဖြစ်တတ်တယ်နော်ဆိုတော့မနော်နှစ်ပင်နော်ဒါဒီတိုင်းတော့မပြီးသေးဘူးပေါ့နော်ဒါနော်ဟုတ်ပြီဒီမှာနော်ချာခြင်းဆွဲသွားပြီနော်ဖြုတ်လိုက်နော် flash cable လဲဆိုလဲမရတဲ့အလုံးတွေကဒါကျွန်တော်တို့ကဒီလို
လုပ်လို့ရပါတယ်နော်ဟုတ်ပြီကျွန်တော်ဒီကောင်းကိုနော်โอเคပါတယ်နေထားတာပူချင်းပါချင်းတော့မရှိဘူး fast charging ရမရကျွန်တော် fast charging ထပ်ထိုးပြီးတော့စမ်းကြည့်နော်ဘောဆက်မှာထိုးလိုက်နော် fast charging ရပြီဒီမှာ charging sign လေးကိုနှစ်ခုဆင့်ပြီးပေါ်သွားတယ်နော်အဲ့ဒါဆိုလို့ရှိရင်ဒါ fast charging ဝင်နေပါပြီနော်ခွန်6ဖြစ်သွားပြီเนาะခုနကခွန်6အခု charging size တစ်ခုနှစ်ခုဖြစ်သွားပြီเนาะအဲ့လိုဆင့်သွားပြီနှစ်ခုဆင့်ပြီဆိုတော့ဒါ fast charging ဖြစ်သွားပြီပေါ့เนาะโอเคပါအဲ့တော့ဒီတိုင်းပြီးသေးပါဘူးထပ်ပြီးတော့ဒါเนาะလောက်ရပါအောင်မယ်တက်တက်ရက်လေးလောက်ပြီးတော့မှပြန်အုပ်ပါမယ်เนาะဒါတော့ solution လေးပြပေးတော့ပါโอเคကျေးဇူးတင်ပါတယ်เนาะ